1953 ခုနှစ်ဇူလိုင်လ3နှစ်တိုင်တိုင်ပြင်းထန်လွန်းလာတဲ့ကိုရီးယားကျွန်းဆွယ်စစ်ပွဲကြီးပြီးဆုံးသွားချိန်မှာမြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော်ပြုံယမ်းဟာမြေပြင်နဲ့တပြေးညီဖြစ်နေခဲ့ပါပြီ။အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဘုံကျဲမှုတွေကြောင့်အဆောက်အအုံဆိုလို့လက်ချိုးရည်တွဲလို့ရတဲ့အခြေအနေအထိပျက်စီးသွားခဲ့ရပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားကိုတည်ထောင်သူခေါင်းဆောင်ကြီးကင်အီဆွန်းကိုအကြောက်ဆုံးဖြစ်စေခဲ့တဲ့အရာကမြို့ရွာတွေပျက်စီးသွားတာမဟုတ်ပါဘူး။စစ်ပွဲအတွင်းမှာအမေရိကန်စစ်ဗိုလ်ချုပ်ကြီးဒေါက်ဂလတ်မက်အာသာကမြောက်ကိုရီးယားအပေါ်နျူကလ িয়ার ဘုံအလုံး30ကနေ50အထိကျဲချဖို့စီစဉ်ခဲ့တယ်ဆိုတဲ့သတင်းစကားပါပဲ။ကင်အီဆွန်းဟာအဲ့ဒီအချိန်ကတည်းကသမိုင်းဝင်သင်ခန်းစာတစ်ခုကိုရလိုက်ပါတယ်။အမေရိကန်လိုအင်အားကြီးနိုင်ငံမျိုးကိုရင်ဆိုင်မှုဆိုရင်တမယိုးကျလက်နက်တွေနဲ့ဘလို့မှမဖြစ်နိုင်ဘူး။သူတို့ငါတို့ကိုအချိန်မရွေးဖျက်ဆီးပစ်နိုင်တဲ့နျူကလ িয়ার ဆိုတဲ့အရာမျိုးငါတို့စီမှာလည်းမရှိမဖြစ်ရှိရမယ်ဆိုတဲ့အသည့်ပါပဲ။ဒီအကြောက်တရားဟာနောင်10စုနှစ်များစွာကြာမဲ့မြောက်ကိုရီးယားရဲ့နျူကလ িয়ার ရည်မှန်းချက်အတွက်အပြင်းထန်ဆုံးတွန်းအားဖြစ်လာခဲ့ပါတယ်။1958ခုနှစ်မှာအခြေအနေကပိုဆိုးလာပါတယ်။အမေရိကန်ကတောင်ကိုရီးယားမြေပေါ်မှာနျူကလ িয়ার ထိပ်ဖူးတပ်ဒုံးကျည်တွေကိုတရားဝင်လာရောက်တပ်ဆင်လိုက်တဲ့အခါမှာတော့မြောက်ကိုရီးယားအတွက်အသက်ရှူကျပ်စရာဖြစ်လာခဲ့ပါတယ်။ကိုပိုင်အနုမြူလက်နက်တစ်ခုပိုင်ဆိုင်ဖို့ဆိုတာနိုင်ငံတစ်နိုင်ငံရဲ့ရှင်သန်ရပ်တည်ရေးအတွက်မရှိမဖြစ်လိုအပ်ချက်လို့ကင်အီဆွန်းအခိုင်အမာယုံကြည်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်ကမြောက်ကိုရီးယားဆိုတာစစ်တမ်းကြောင့်မွဲတည်နေတဲ့စိုက်ပျိုးရေးကိုအဓိကထားတဲ့တောင်သူလက်သမားနိုင်ငံလေးတစ်ခုမျှသာဖြစ်ပါတယ်။နျူကလ িয়ার ယူပပေတာဆိုတာသူတို့အတွက်အလွန်စိမ့်သက်နေတဲ့စကားလုံးပါပဲ။ဒီတော့သူတို့ဘယ်ကစမလဲ။အဖြေကတော့ရှင်းပါတယ်။အဲ့ဒီအချိန်တုန်းကကမ္ဘာအင်အားကြီးနှစ်နိုင်ငံတည်းကတစ်နိုင်ငံလည်းဖြစ်တယ်လို့သူတို့ရဲ့ကွန်မြူနစ်မဟာမိတ်လည်းဖြစ်တဲ့ဆိုဗီယက်ယူနီယံလက်ရှိရုရှားနိုင်ငံစီကလက်ဖြန့်ဖို့ပါပဲ။1956ခုနှစ်မှာတော့မြောက်ကိုရီးယားနဲ့ဆိုဗီယက်ယူနီယံတို့ဟာသမိုင်းဝင်သဘောတူညီချက်တစ်ခုကိုမော်စကိုမြို့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒါကတော့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပဲဖြစ်ပါတယ်။ဒီစာချုပ်ဟာအပြင်ပန်းကြည့်ရင်တော့စစ်တပ်ကြောင့်ပျက်စီးနေတဲ့နိုင်ငံလေးတစ်ခုကိုလျှက်စင်မိရအောင်ဆေးဘက်ဆိုင်ရာနဲ့စိုက်ပျိုးရေးဆိုင်ရာသုတေသနတွေလုပ်နိုင်အောင်ကူညီပေးတဲ့လူသားချင်းစာနာမှုအကူအညီတစ်ခုလိုပါပဲ။စာချုပ်အရဆိုဗီယက်ယူနီယံကမြောက်ကိုရီးယားလူငယ်သိပ္ပံပညာရှင်တွေကိုမော်စကိုမြို့မြောက်ဘက်ကီလိုမီတာ120အကွာမှာရှိတဲ့ဒူပနာပူပေါင်းနျူကလ িয়ার သုတေသနအင်စတီကျုကိုဆေးလွှတ်ခွင့်ပြုခဲ့ပါတယ်။ဒူပနာဆိုတာအဲ့ဒီခေတ်ကအမေရိကန်ရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုအများဆုံးရှိတဲ့ Los Alamos လို့တောင်တင်စားလို့ရပါတယ်။အဲ့ဒီနေရာမှာမြောက်ကိုရီးယားကအတော်ဆုံးဆိုတဲ့ယူပဗေဒကျောင်းသားတွေဟာနိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့အတူအနုမြူစွမ်းအင်ရဲ့အခြေခံသဘောတရားတွေကိုနှစ်နဲ့ချီပြီးလေ့လာခဲ့ကြပါတယ်။အဲ့ဒီဒူပနာကနေပြန်လာတဲ့ပညာရှင်တွေဟာနောက်တစ်ချိန်မြောက်ကိုရီးယားရဲ့နျူကလ িয়ার ဖခင်ကြီးတွေဖြစ်လာခဲ့ကြပါတယ်။သူတို့ဟာနျူကလ িয়ার ဓာတ်ပေါင်းဖို့ဘလို့အလုပ်လုပ်တဲ့ရေဒီယိုတတိယပစ္စည်းတွေဘလို့ကင်တွယ်ရတယ်ဆိုတဲ့အဖို့တန်အသိပညာတွေကိုကိုရီးယားကျွန်းဆွယ်စီပြန်လည်တည်ဆောင်လာခဲ့ကြပါတယ်။ပညာရှင်တွေရှိပြီဆိုတော့လက်တွေ့စမ်းသပ်ဖို့နေရာလိုလာပါပြီ။1962ခုနှစ်မှာတော့မြောက်ကိုရီးယားအစိုးရဟာမြို့တော်ပြုံယမ်းရဲ့မြောက်ဘက်ကီလိုမီတာ90အကွာတောင်တန်းတွေဝန်းရံထားတဲ့ကူယုံမြစ်ဘေးမှာရှိတဲ့ရုံပြောင်းလို့ခေါ်တဲ့တိတ်ဆိတ်တဲ့မြို့လေးကိုရွေးချယ်ခဲ့ပါတယ်။ဒီနေရာဟာတီးခြားကင်းကွာနေတဲ့အတွက်လျှို့ဝှက်ချက်တွေကိုထိန်းသိမ်းဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။1965ခုနှစ်မှာတော့ဆိုဗီယက်ယူနီယံရဲ့အကူအညီနဲ့ရုံပြောင်းမှာပထမဆုံးသောနျူကလ িয়ার သုတေသနဓာတ်ပေါင်းဖိုတွေတစ်ခုစတင်အသက်ဝင်လာခဲ့ပါတယ်။ IRD 2000လို့အမည်ပေးထားတဲ့ဒီဓာတ်ပေါင်းဖိုဟာ2 မဂါဝတ်သာစွမ်းဆောင်နိုင်တဲ့အလွန်သေးငယ်တဲ့ဓာတ်ပေါင်းဖိုလေးဖြစ်ပါတယ်။ဆိုဗီယက်ကတော့ဒီစက်ရုံလေးကဆေးဝါးထုတ်လုပ်ဖို့အိုင်ဆိုတုပ်တွေဖန်တီးဖို့နဲ့သုတေသနသက်သက်အတွက်ပဲလို့ယူဆခဲ့ပါတယ်။မြောက်ကိုရီးယားကလည်းဒီအတိုင်းပဲဟန်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဒီစက်ရုံလေးဟာမြောက်ကိုရီးယားသိပ္ပံပညာရှင်တွေအတွက်ဓာတ်ပေါင်းဖိုတစ်ခုလုံးကိုကိုယ်တိုင်ဘယ်လိုမောင်းနေရမလဲဆိုတဲ့လက်တွေ့အတွေ့အကြုံကိုရရှိစေခဲ့တဲ့အဖိုးမပြတ်နိုင်တဲ့စာသင်ကျောင်းကြီးဖြစ်လာခဲ့ပါတယ်။1964ခုနှစ်အောက်တိုဘာလမှာတော့ကမ္ဘာကြီးကိုကိုင်းလွှတ်လိုက်တဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။အဲဒါကတော့မြောက်ကိုရီးယားရဲ့အိမ်နီးချင်းမဟာမိတ်တရုတ်နိုင်ငံဟာသူတို့ရဲ့ပထမဆုံးသောနျူကလ িয়ার ဘုံကိုအောင်မြင်စွာစမ်းသပ်ဖောက်ခွဲနိုင်ခဲ့ခြင်းပါပဲ။ဒီသတင်းဟာကင်အီဆွန်းအတွက်တော့အလွန်ပဲစိတ်အားတက်ကြွစရာဖြစ်ခဲ့ပါတယ်။တရုတ်လိုအာရှနိုင်ငံတစ်ခုကိုပိုင်နည်းပညာနဲ့စူးစမ်းရင်ဖြစ်နိုင်တယ်ဆိုတာကိုမျက်မြင်ကိုယ်တွေ့လိုက်ရလို့ပါပဲ။ဒါနဲ့ကင်အီဆွန်းဟာတရုတ်ခေါင်းဆောင်မော်စီတုံးစီကိုစာရေးပြီးနျူကလ িয়ার နည်းပညာတွေဝေမျှပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မော်စီတုံးကငြင်းဆန်ခဲ့ပါတယ်။အနုမြူလက်နက်ဆိုတာဘယ်နိုင်ငံကမှအလွယ်တကူဝေမျှပေးလေရှိတဲ့အရာမဟုတ်ဘူးဆိုတာမြောက်ကိုရီးယားသဘောပေါက်သွားပါတယ်။
ဆိုဗီယက်ယူနီယံကလည်းငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက်ပဲကူညီတာဖြစ်ပြီးလက်နက်ထုတ်ဖို့ဆိုရင်လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာဆိုဗီယက်နဲ့တရုတ်ကြားမှာလည်းနိုင်ငံရေးအရအဖုအထစ်တွေဖြစ်လာခဲ့ပါတယ်။ဒီအခြေအနေတွေအားလုံးကကင်ရီဆွန်းကိုကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်စီခဲ့ပါတယ်။အဲ့ဒါကတော့ငါတို့နိုင်ငံကာကွယ်ရေးအတွက်ဘယ်သူမှအားကိုးလို့မရဘူး။ငါတို့ဘာသာငါတို့ရည်တည်မှဖြစ်မယ်။နိုင်ငံခြားကနေပညာကိုမှီခိုနေမဲ့အစားပြည်တွင်းမှာတင်ကိုယ်ပိုင်နျူကလ িয়ার စုံဝန်းတစ်ခုလုံးကိုလက်ပတ်နိုင်အောင်စူးစမ်းရမယ်ဆိုတာပါပဲ1980ပြည့်နှစ်ကျော်လွန်လာတဲ့အခါမှာတော့မြောက်ကိုရီးယားဟာတာမန်သုတေသနအဆင့်ကနေကျော်လွန်ဖို့ပြင်ဆင်နေပါပြီသူတို့နိုင်ငံရဲ့မြေအောက်မှာတဘာဝကပေးထားတဲ့ယူရေနီယံသတ္တုရိုင်းတွေအမြောက်အများရှိနေတာကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်ကုန်ကျန်းတွေလည်းရှိတယ်ပညာရှင်တွေလည်းမွေးထုတ်နိုင်ခဲ့ပြီးရုံမြောင်းဆက်ယုံဆိုတဲ့အခြေခံအုတ်မြစ်လည်းရှိနေပြီကမ္ဘာကြီးကသူတို့ကိုအထင်သေးနေချိန်မှာမြောက်ကိုရီးယားသိပ္ပံပညာရှင်တွေဟာဆိုဗီယက်တိစောက်ပြီးခဲ့တဲ့ဤပညာတွေကိုအခြေခံပြီးကိုယ်ပိုင်ဓာတ်ပေါင်းဖိုကြီးတွေတိစောက်ဖို့ပုံစံထုတ်နေကြပါပြီဒီလိုနဲ့1980ပြည့်လွန်နှစ်တွေစီရောက်ရှိလာချိန်မှာတော့ကမ္ဘာနိုင်ငံရေးဇက်ခုံကြီးဟာတိတိတတ်တာပြောင်းလဲစာပြုလာပါတယ်စစ်ရေးတိုက်ပွဲကြီးရဲ့အဆုံးသက်ကာလတွေစီဥတည်နေပြီးမြောက်ကိုရီးယားရဲ့အခိုင်အမာဆုံးကြောထောက်နောက်ခံဖြစ်တဲ့ဆိုဗီယက်ယူနီယံကြီးဟာလည်းပြည်တွင်းရေးယိုယွင်းမှုတွေနဲ့အတူပြိုကွဲလူနေပါအခြေအနေကိုရင်ဆိုင်နေရခြင်းဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲအိန္ဒိယတရုတ်နိုင်ငံကလည်းအရင်ရှင်စီးပွားရေးစနစ်စီကိုတကားဖွင့်ဖို့ခြေလှမ်းပြင်နေခဲ့ပါတယ်။ဒီအခြေအနေတွေကမြောက်ကိုရီးယားခေါင်းဆောင်ကင်ရီဆွန်းအတွက်တော့အလွန်ပဲစိုးရိမ်စရာကောင်းလာပါတယ်။သူတို့ဟာကမ္ဘာမြေပုံပေါ်မှာတဖြည်းဖြည်းအထီးကျန်လာခဲ့ပြီးအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ချင်းချောက်မှုကိုပုံမအနီးကပ်ခံစားလာရပါတယ်။ဒီလိုအကြက်တဲတွေကြားထဲမှာနိုင်ငံတကာနိုင်ငံအသက်ရှင်ရပ်တည်ဖို့ဆိုတာကိုယ်ပိုင်အစွမ်းအစနဲ့ဖန်တီးထားတဲ့အမြင့်ဆုံးကာကွယ်ရေးလက်နက်တစ်ခုမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ယုံကြည်ချက်ဟာပုံမခိုင်မာလာပါတော့တယ်။ဒါပေမဲ့ဆိုဗီယက်ကပေးထားတဲ့သေးငယ်လာတဲ့သုတေသနဓာတ်ပေါင်းဖိုလေးနဲ့တော့ဘာမှလုပ်လို့မရပါဘူး။ဒီတော့မြောက်ကိုရီးယားသိပ္ပံပညာရှင်တွေကအလွန်ရဲတင်းတဲ့ခြေလှမ်းတစ်လမ်းကိုစတင်ခဲ့ကြပါတယ်။ဒါကတော့နိုင်ငံခြားအကူအညီမပါပဲကိုယ်ပိုင်ဓာတ်ပေါင်းဖိုကြီးတစ်ခုကိုအစားအဆုံးတိစောက်ဖို့ပါပဲ။ဒီလိုနဲ့ဆောင်းရသည်ရဲ့အေးဆက်ဆက်လေပြင်းတွေတိုက်ခတ်နေတဲ့တောင်တန်းတွေကြားကဂျုံမြောင်းမျိုးလေးရဲ့လျှို့ဝှက်စက်ရုံဝန်ကြီးတဲမှာမြောက်ကိုရီးယားအင်ဂျင်နီယာတွေဟာညီမညမနာအလုပ်လုပ်နေကြပါတယ်။သူတို့ဟာအင်္ဂလန်နိုင်ငံက1950ပြည့်လွန်နှစ်တွေမှာသုံးခဲ့တဲ့ Magnol လို့ခေါ်တဲ့ graphite ကိုအခြေခံပြီးလည်ပတ်တဲ့ဓာတ်ပေါင်းဖိုဟောင်းဒီဇိုင်းတွေကိုနိုင်ငံတကာစာကြည့်တိုက်တွေကနေသို့မဟုတ်မောင်ဟိုလမ်းကြောင်းတွေကနေရှာဖွေလေ့လာပြီး reverse engineering နည်းပညာနဲ့ကိုယ်တိုင်ပြန်လည်တည်ဆောက်နေကြတာဖြစ်ပါတယ်။1986ခုနှစ်မှာတော့စူးစမ်းမှုအရာထင်ခဲ့ပါတယ်။9မဂါဝါရှိတဲ့ကိုယ်ပိုင်နျူကလ িয়ার ဓာတ်ပေါင်းဖိုကြီးစတင်အသက်ဝင်လာခဲ့ပါတယ်။အစိုးရကတော့ဒါဟာပြည်သူတွေအတွက်လျှက်စီမီထုတ်လုပ်ပေးမဲ့စက်ရုံလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့မှတ်တမ်းရုပ်ရှင်တွေကအမောင်မချမ်းကိုလှမ်းပြရတယ်လို့ပါပဲ။ဒီ9မဂါဝါဓာတ်ပေါင်းဖိုကြီးရဲ့တကယ်ရည်ရွယ်ချက်ကလျှက်စီမီထုတ်ဖို့လုံးဝမဟုတ်ခဲ့ပါဘူး။အဲ့ဒီဓာတ်ပေါင်းဖိုထဲမှာလောင်ကျွမ်းသွားတဲ့ယူရေနီယံလောင်စာကြောင့်အဟောင်းတွေကိုပြန်လည်ချက်လုပ်လိုက်တဲ့အခါနျူကလ িয়ার ဘုံလုပ်ဖို့အတွက်အကောင်းဆုံးကုန်ကျန်းဖြစ်တဲ့ပလူတိုနီယံ239ဆိုတဲ့ကြောက်မက်ဖွယ် dressing ကိုရရှိလာမှာဖြစ်ပါတယ်။ဒီလိုလျှို့ဝှက်ချက်တွေကြီးထွားလာချိန်မှာအမေရိကန်ရဲ့ထောက်လှမ်းရေးဂျူရုတွေဟာရုံမြောင်းစက်ရုံဝင်းတွေကထူးဆန်းတဲ့အဆောက်အအုံအသစ်တွေကိုသတိထားမိလာပါတယ်။ဆိုဗီယက်တိစောက်ပေးထားတဲ့ဓာတ်ပေါင်းဖိုလေးပေးမှာအရင်ကမရှိခဲ့တဲ့အဆောက်အအုံအသစ်ကြီးတစ်ခုကိုတိတ်တဆိတ်တိစောက်နေတာကိုတွေ့လိုက်ရပါတယ်။ပိုဆိုတာကအဲ့ဒီအဆောက်အအုံအသစ်ရဲ့ပုံစံဟာလျှက်စီမီထုတ်တဲ့စက်ရုံနဲ့မတူပဲလက်နက်လုပ်ဖို့ပလူတိုနီယံထုတ်လုပ်နိုင်တဲ့ဓာတ်ပေါင်းဖိုရဲ့ပုံစံမျိုးပေါက်နေတာပါပဲ။ဒီသတင်းကိုအမေရိကန်ကနိုင်ငံတကာကိုချက်ချင်းအသိပေးအကြောင်းကြားလိုက်တဲ့အခါမြောက်ကိုရီးယားဟာဖိအားတံတွေကိုရင်ဆိုင်ရပါတော့တယ်။အဓိကဖိအားကြီးကတော့မဟာမိတ်ဆိုဗီယက်ယူနီယံရဲ့ဖိအားပါပဲ။အဲ့ဒီအချိန်ကမြောက်ကိုရီးယားဟာဆိုဗီယက်စီကနေလျှက်စစ်မီအတွက်သုံးဖို့အဆင့်မြင့် light water reactor အသစ်တွေလိုချင်နေပါတယ်။ဒါပေမဲ့အမေရိကန်စီကထောက်လှမ်းရေးသတင်းရထားတဲ့ဆိုဗီယက်ကနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကိုလက်မှတ်ထိုးမှဒီဓာတ်ပေါင်းဖိုအသစ်တွေကိုစောက်ပေးမယ်ဆိုတဲ့အကြီးမားဆုံးနိုင်ငံရေးနဲ့စီးပွားရေးဖိအားပါပဲ။ဒီလိုနိုင်ငံတကာဖိအားတွေတဖြည်းဖြည်းမြင့်တက်လာချိန်1985ခုနှစ်မှာမြောက်ကိုရီးယားဟာအလွန်ပါးနက်တဲ့တန်တမာရေးကစားကွက်တစ်ခုကိုရွှေ့လိုက်ပါတယ်။အဲဒါကတော့နိုင်ငံတကာနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်ခြင်းပါပဲ။စာချုပ်မှာလက်မှတ်ထိုးလိုက်ခြင်းအပြင်ကဘာကြီးကိုကျွန်တော်တို့လက်နက်မလုပ်ပါဘူးလို့တရားဝင်အာမခံလိုက်တယ်လို့ဖြစ်သွားပြီးတပြိုင်နက်တည်းမှာပဲဆိုဗီယက်ယူနီယံစီကနေအရက်ဖက်သုံးနျူကလ িয়ার နည်းပညာအသစ်တွေကိုတရားဝင်ထပ်မံရရှိဖို့လမ်းပွင့်သွားခဲ့ပါတယ်။လူတွေရဲ့အာရုံကိုညာဘက်လက်မှာပြထားပြီးဘယ်ဘက်လက်ကနောက်ွယ်မှာလက်နက်တပ်ဆင်နေကြတာဖြစ်ပါတယ်။ NPT ကိုလက်မှတ်ထိုးပေမဲ့လည်း
နိုင်ငံတကာအနှံ့ပြစွမ်းအင်အေဂျင်စီ IAEA ရဲ့စစ်ဆေးရေးမှုတွေကိုစက်ရုံနဲ့ဝင်ရောက်ခွင့်ပြုရမယ့်သဘောတူညီချက်ကိုတော့အကြောင်းမျိုးမျိုးပြပြီး6နှစ်တိတိအကြိမ်ဆွဲထားခဲ့ပါတယ်။အဲဒီ6နှစ်တာကာလဟာသူတို့အတွက်ပလူတိုနီယမ်တွေအလုံအလောက်ထုတ်ယူဖို့လုံလောက်တဲ့အချိန်ဖြစ်ခဲ့ပါတယ်။1992ခုနှစ်ရောက်မှသာ IAEA စစ်ဆေးရေးမှုတွေရုံမြောင်းကိုရောက်လာခဲ့ပါတယ်။မြောက်ကိုရီးယားကစည်ရင်းတွေလိမ်ထားခဲ့ပေမဲ့စစ်ဆေးရေးမှုတွေဟာအလွန်ကျွမ်းကျင်သူတွေဖြစ်ပါတယ်။မြောက်ကိုရီးယားဘက်ကဖုံးကွယ်ထားတဲ့စာရွက်စာတမ်းတွေနဲ့လက်တွေထွက်ပေါ်လာတဲ့ရေဒီယိုတက်တိကျစွန့်ပစ်ပစ္စည်းတွေရဲ့ပမာဏမကိုက်ညီတာကိုချက်ချင်းရိပ်မိသွားခဲ့ပါတယ်။မြောက်ကိုရီးယားဟာသူတို့ကြေညာထားတာထက်ပိုများတဲ့ပလူတိုနီယမ်တွေကိုတိတ်တဆိတ်ထုတ်ယူထားတယ်ဆိုတာထင်ရှားလာပါတယ်။ IAEA ကတန်မြရှိစရာကောင်းတဲ့အဆောက်အအုံနှစ်ခုကိုအတင်းအကျပ်ဝင်ရောက်စစ်ဆေးဖို့တောင်းဆိုတဲ့အခါမှာတော့ပောက်ကွဲလူမတဲ့တင်းမာမှုတွေစတင်လာပါတော့တယ်။မြောက်ကိုရီးယားကဝင်ခွင့်မပြုတဲ့အပြင်1993ခုနှစ်မှာ NPT စာချုပ်ကနေနှုတ်ထွက်မယ်လို့ကမ္ဘာကြီးကိုချင်းချောက်လိုက်ပါတယ်။1994ခုနှစ်နွေရာသီဟာကိုရီးယားကျွန်းဆွယ်အတွက်တော့ဒုတိယအကြိမ်စစ်မီးတောက်လောင်ဖို့အနည်းဆက်ဆုံးအချိန်ကာလပါပဲ။အမေရိကန်သမ္မတဘီကလင်တန်ရဲ့အစိုးရဖွဲ့ဟာလည်းရုံမြောင်းနျူကလ িয়ার စက်ရုံကိုလေကြောင်းကနေကြိုတင်တိုက်ခိုက်ဖျက်ဆီးပစ်ဖို့အထိပြင်ဆင်နေခဲ့ပါပြီ။တောင်ကိုရီးယားကပြည်သူတွေဟာစူပါမားကတ်တွေမှာရိက္ခာတွေအလုံလောက်ဝယ်ယူစုဆောင်းနေကြသလိုအမေရိကန်စစ်တပ်ကလည်းတပ်သားသိန်းချီကိုကိုရီးယားကျွန်းဆွယ်စီပို့လွှတ်ဖို့စီစဉ်နေခဲ့ပါတယ်။ဒီလိုအချီဂျိုတမြင်ပေါ်မှာတွဲလောင်းခိုနေရတဲ့အချိန်မှာပဲအမေရိကန်သမ္မတဟောင်းဂျင်မီကာတာကပြုံယမ်းကိုကိုပိုင်တနမန်အဖြစ်အရေးပေါ်သွားရောက်ခဲ့ပြီးကင်အီဆွန်းနဲ့မျက်နှာချင်းဆိုင်ဆွေးနွေးခဲ့ပါတယ်။ဒီဆွေးနွေးမှုကနေတစဉ်သမိုင်းဝင် Agreed Framework 1994သဘောတူညီချက်ဆိုတာထွက်ပေါ်လာခဲ့ပါတယ်။သဘောတူညီချက်အရမြောက်ကိုရီးယားကသူတို့ရဲ့ပလူတိုနီယမ်ထုတ်လုပ်တဲ့ရုံမြောင်းစက်ရုံကြီးကိုရပ်ဆိုင်းပေးထားရမှာဖြစ်ပြီးအမေရိကန်ဥဆောင်တဲ့နိုင်ငံတကာကလည်းမြောက်ကိုရီးယားကိုလောင်စာဆီတွေအခမဲ့ထောက်ပံ့ပေးဖို့နဲ့လက်နက်ထုတ်လို့မရတဲ့ PR3 Light Water Reactor နှလုံးကိုပြန်လည်တည်ဆောက်ပေးဖို့ကတိပြုခဲ့ပါတယ်။ဒီသဘောတူညီချက်လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ကမ္ဘာကြီးဟာစစ်ပွဲအန္တရာယ်ကနေကင်းလွတ်သွားပြီးမြောက်ကိုရီးယားရဲ့နျူကလ িয়ার အိမ်မက်လည်းပြီးဆုံးသွားပြီလို့အားလုံးကထင်ခဲ့ကြပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားဟာရှီတကားပေါက်မှာနိုင်ငံတကာနဲ့လက်ဆွဲနှုတ်ဆက်ပြီးရုံမြောင်းပလူတိုနီယမ်စက်ရုံကြီးကိုတောက်ခတ်ပြထားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့နောက်ခွေးပေါက်မှာတော့အလွန်အန္တရာယ်များတဲ့ဧည့်သည်တယောက်ကိုတိတ်ဆိတ်ဖိတ်ခေါ်ထားခဲ့ပါတယ်။အဲဒီလူကတော့ပါကစ္စတန်နိုင်ငံရဲ့နျူကလ িয়ার ဖခင်ကြီးလို့တင်စားခေါ်ကြတဲ့ဒေါက်တာအေဂျူခန်ပဲဖြစ်ပါတယ်။အေဂျူခန်ဆိုတာကမ္ဘာအကြီးဆုံးလျှို့ဝှက်နျူကလ িয়ার မှောင်ခိုကွန်ရက်ကြီးကိုဦးဆောင်နေသူပါ။ဒီနေရာမှာနိုင်ငံရေးလိုအပ်ချက်နှစ်ချက်ထပ်တူကျသွားပါတယ်။မြောက်ကိုရီးယားမှာကအရေးသွေးမြန်မာနဲ့တာဝေးပစ်ဒုံးကျည်နည်းပညာတွေအပြည့်အဝရှိနေပေမဲ့ပလူတိုနီယမ်စက်ရုံကိုပိတ်လိုက်ရတဲ့အတွက်ဘုံလုံးဖို့ကုန်ကြမ်းမရှိတော့ပါဘူး။ပါကစ္စတန်မှာကျတော့အိန္ဒိချင်းအိန္ဒိယကိုချင်းချောက်ဖို့ဒုံးကျည်တွေလိုအပ်နေပြီးတော့သူတို့စီမှာယူရေနီယမ်ကိုလက်နက်အဆင့်တီရအောင်တန်းဆင်ပေးနိုင်တဲ့အဆင့်မြင့် centrifuge နည်းပညာတွေရှိနေပါတယ်။1990ပြည့်လွန်နှစ်များရဲ့နောက်ပိုင်းကာလတွေမှာပြုံယမ်းနဲ့အစ္စလမ်မာဘတ်မြို့တွေကြားလျှို့ဝှက်ကုန်တွေလေရင်ခရီးစဉ်တွေမကြာခဏပြန်တန်းခဲ့ကြပါတယ်။စစ်ဘက်လေရင်တွေဟာမြောက်ကိုရီးယားကနေတာဝေးပစ်ဒုံးကျည်အစိပ်ပိုင်းတွေကိုပါကစ္စတန်ကိုတည်သွားပေးပြီးအပြန်လမ်းမှာတော့ပါကစ္စတန်ကနေ P1 နဲ့ P2 လို့ခေါ်တဲ့အဆင့်မြင့် centrifuge စက်ပစ္စည်းတွေဒီဇိုင်းပုံစံတွေနဲ့ယူရေနီယမ်တန်းစင်နည်းပညာတွေကိုမြောက်ကိုရီးယားမြေပေါ်ကိုတိတ်တဆိတ်တည်ဆောင်လာခဲ့ကြပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာအန်ဒီရဲ့အရှိဆုံးကုန်ပစ္စည်းအလဲအလှယ်လုပ်ခြင်းပါပဲ။ပလူတိုနီယမ်လမ်းကြောင်းပိတ်သွားပေမဲ့မြောက်ကိုရီးယားဟာအေဂျူခန်ရဲ့မှောင်ခိုကွန်ရက်ကနေတဆင့်ယူရေနီယမ်အဆင့်မြင့်တန်းစင်ခြင်းဆိုတဲ့ဒုတိယမြောက်နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးလမ်းကြောင်းတစ်ခုကိုမြေအောက်ခန်းတွေထဲမှာလျှို့ဝှက်စာတူးဖော်နေခဲ့ပြီးဖြစ်ပါတယ်။ကမ္ဘာကြီးကတော့1994သဘောတူညီချက်ကြီးကိုကြည့်ပြီးအိမ်မွှန်းကျနေသေးပါပဲ။ဒါပေမဲ့မြေကြီးရောက်ကအမှောင်ခန်းတွေထဲမှာတော့ထောင်ပေါင်းများစွာသော centrifuge စက်တွေဟာယူရေနီယမ်ဓာတ်ငွေတွေကိုလဲပတ်တန်းစင်ရင်ကမ္ဘာကြီးကိုတုံလုံးစေမဲ့ဘုံနှလုံးဖြစ်လာဖို့တိတ်တဆိတ်အသက်ဝင်နေခဲ့ပါပြီ။2000ပြည့်လွန်နှစ်များရဲ့အစောပိုင်းကာလတွေဟာကမ္ဘာကြီးကျွတ်တော့မျောလင်းချက်ရောင်ကြီးတန်းနေတဲ့အချိန်လို့ထင်ရပါတယ်။1994ခုနှစ် Agreed Framework သဘောတူညီချက်ကြီးအရရုံမြောင်းက9မဂါဝတ်ဓာတ်ပေါင်းဖိုးကြီးနဲ့ပလူတိုနီယမ်စက်ရုံတွေမှာတောက်ခတ်ထားဆဲဖြစ်ပြီးနိုင်ငံတကာအနှံ့မြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ကင်မရာတွေခဲဆိုင်တွေနဲ့တေချာပိတ်လောင်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားဟာနျူကလ িয়ার ဘုံလုပ်ဖို့အထောက်ပံ့ပစ္စည်းတွေကိုမှောင်ခိုတင်သွင်းနေတယ်ဆိုတာကိုအမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေကအနက်ခံမိသွားပါတယ်။နိုင်ငံတကာဈေးကွက်တွေမှာမြောက်ကိုရီးယားက centrifuge စက်တွေမှာအဓိကသုံးတဲ့အလူမီနီယမ်ပိုက်ပြုံအမြောင်များလျှို့ဝှက်ဝယ်ယူနေတာကိုအမေရိကန်ကထောက်လှမ်းသိရှိသွားပါတယ်။2002ခုနှစ်အောက်တိုဘာလအမေရိကန်အထူးကိုယ်စားလှယ် James Kelly ဟာ
ပြုံးရမ်းမြို့ကိုရောက်ရှိလာပြီးမြောက်ကိုရီးယားတာဝန်ရှိသူတွေကိုဇပွဲပေါ်မှာအထောက်အထားတွေချပြပြီးထိတ်တက်ရင်ဆိုင်လိုက်ပါတယ်။မြောက်ကိုရီးယားကအစပိုင်းမှာညှင်းဆန်ပေမဲ့နောက်ပိုင်းမှာတော့ခက်တင်းတင်းမှန်တုတ်ပြန်ခဲ့ပါတယ်။2002ခုနှစ်ဒီဇင်ဘာလရဲ့အေးခဲနေတဲ့ဆောင်းရာသီမှာမြောက်ကိုရီးယားဟာကမ္ဘာကြီးကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်ပါတယ်။ရုံမြောင်းစက်ရုံတွေမှာတပ်ဆင်ထားတဲ့ IAEA ရဲ့စောင့်ကြည့်ကင်မရာတွေကိုရိုက်ခွဲပစ်လိုက်ပြီးစက်ရုံတကားတွေမှာရိုက်နှိပ်ကြတဲ့ခဲတိုင်းတွေကိုဖြုတ်ချပစ်လိုက်ပါတယ်။ပြီးတော့ IAEA စစ်ဆေးရေးမှုတွေကိုနိုင်ငံတွေကနေအမြန်ဆုံးထွက်သွားဖို့နှင်းထုတ်လိုက်ပါတယ်။နောက်တဲ့ရဲတပ်ပတ်အနေငယ်ကြား2003ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာတော့တမိုင်းဝင်ကြေညာချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကနေတရားဝင်အပြီးအပိုင်းနှုတ်ထွက်လိုက်ပြီးဆိုတာပါပဲ။ရုံမြောင်းက9မဂါဝတ်ဓာတ်ပေါင်းဖိုကြီးကိုပြန်လည်မောင်းနှင်ပြီးပလူတိုနီယမ်တွေကိုအပူတပြင်းထုတ်ယူပါတော့တယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှအမေရိကန်နဲ့မဟာမိတ်တွေဟာချိန်ချောက်လိုက်ဆွေးနွေးပွဲတွေခေါ်လိုက်နဲ့အချိန်ဆွဲနေခဲ့ပေမဲ့မြောက်ကိုရီးယားရဲ့ခြေလှမ်းတွေကိုမတားဆီးနိုင်ခဲ့ပါဘူး။2006ခုနှစ်အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းတောင်ကိုရီးယား၊ဂျပန်နဲ့အမေရိကန်ကငလျင်တိုင်းတာရေးစစ်တွေဟာရုတ်တရက်ပြင်းပြင်းထန်ထန်ခုန်တက်သွားခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံမြောက်ပိုင်းတောင်တန်းဒေသဖြစ်တဲ့ဖန်ဂီဝီဆိုတဲ့နေရာကနေပြင်းအား 4.3 ရှိတဲ့ငလျင်လိုင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာသဘာဝကလှုပ်တဲ့ငလျင်မဟုတ်ဘူးဆိုတာပညာရှင်တွေချက်ချင်းသိလိုက်ပါတယ်။နိုင်ပိုင်းကြာမှာပဲမြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံကနေဂုဏ်ယူဝင်ကြွားစာနဲ့ကြေညာချက်တစ်ခုထွက်ပေါ်လာပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာသူ့ရဲ့သမိုင်းတစ်လျှောက်ပထမဆုံးသောမြေအောက်နျူကလ িয়ার စမ်းသပ်မှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဘုံရဲ့ပေါက်ကွဲဟာခံမှန်းခြေအပြင်1ကီလိုတန်အောက်မှာသာရှိခဲ့ပြီးဟီရိုရှီမာကိုကျဲခဲ့တဲ့ဘုံထက်အများကြီးသေးငယ်ပါတယ်။ဒါပေမဲ့ပေါက်ကွဲအားသေးသည်ဖြစ်စေကြီးသည်ဖြစ်စေအရေးကြီးဆုံးအချက်ကတော့မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်သောနိုင်ငံဆိုတဲ့ကလပ်အသင်းတွေကိုခြေစုံပြည့်ဝင်ရောက်သွားပြီဆိုတာပါပဲ။2011ခုနှစ်မှာတော့အသက်30မပြည့်တဲ့လူငယ်လေးကင်ဂျုံအန်အာဏာရလာချိန်မှာကမ္ဘာကသူ့ကိုအထင်သေးခဲ့ကြပါတယ်။ဒါပေမဲ့သူဟာအဖိုးနဲ့အဖေတို့ထက်ပိုပြီးရဲတင်းတယ်လို့ပိုပြီးလည်းအန္တရာယ်များတဲ့သုံးဖြတ်ချက်တွေကိုချမှတ်ခဲ့ပါတယ်။ကင်ဂျုံအန်ဟာပြောင်းချင်းဆိုတဲ့မူဝါဒကိုချမှတ်ခဲ့ပါတယ်။ဆိုလိုတာကနိုင်ငံရဲ့စီးပွားရေးနဲ့နျူကလ িয়ার လက်နက်တပ်ဆင်ရေးနှစ်ခုစလုံးကိုအပြိုင်ဆောင်ရွက်မယ်ဆိုတဲ့မူဝါဒပါ။ဒီလိုနဲ့2018ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာမြောက်ကိုရီးယားဟာသူတို့ရဲ့6ကြိမ်မြောက်နျူကလ িয়ার စမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။ဒီတစ်ခါပောက်ကွဲမှုဟာအရင်9ကြိမ်လုံးနဲ့ဘာမှမဆိုင်အောင်ပြင်းထန်လွန်လာပါတယ်။ငလျင်ပြင်းအား 6.3 ထိရှိခဲ့ပြီးတောင်တစ်ခုလုံးပြိုကျမတက်ဖြစ်ခဲ့ပါတယ်။ပောက်ကွဲအားကီလိုတန်100ကနေ300အကြားဟီရိုရှီမာဘုံထက်10ဆကနေအစ20ခန့်ပိုမိုပြင်းထန်ပါတယ်။ဒါပေမဲ့နျူကလ িয়ার ဘုံကိုအောင်မြင်သွားပြီဆိုပေမဲ့ရန်သူစီကိုရောက်အောင်ပို့နိုင်မဲ့ပို့ဆောင်ရေးချင်းလိုအပ်ပါသေးတယ်။2019ခုနှစ်ထဲမှာပဲမြောက်ကိုရီးယားဟာဟွာဆောင်40နဲ့ဟွာဆောင်50လို့ခေါ်တဲ့တိုက်ချင်းပစ်ဒုံးကြီးတွေကိုအောင်မြင်စွာစမ်းသပ်ပစ်လွှတ်ပြခဲ့ပါတယ်။ဒီဒုံးကြီးတွေဟာအာကာသထဲကိုအမြင့်ကြီးတက်သွားပြီးမှကမ္ဘာမြေပေါ်ပြန်ကျလာတာဖြစ်ပြီးတွက်ချက်မှုတွေအရအမေရိကန်ပြည်ထောင်စုကုန်တွင်းပိုင်းတစ်ခုလုံးကိုလမ်းပြင်နိုင်တဲ့အကွာအဝေးမှာရှိနေပါတယ်။နောက်ပိုင်းမှာဆိုရင်ဟွာဆောင်18လိုမျိုးပြစ်ခတ်ဖို့အချိန်ပိုမြန်ဆန်တဲ့အဆိုင်ခဲလောင်စာသုံးဒုံးကြီးတွေကိုပါထုတ်လုပ်လာနိုင်ခဲ့ပါတယ်။သူတို့ဟာနျူကလ িয়ার ဘုံကိုဒုံးကြီးထိပ်ဖူးမှာတပ်ဆင်နိုင်လောက်အောင်ပြုလုပ်နိုင်တဲ့နည်းပညာကိုလည်းအပြည့်အဝပိုင်ဆိုင်နေပြီလို့ဆိုပါတယ်။ဒီလောက်အန္တရာယ်ကြီးတဲ့လက်နက်တွေကိုတပ်ဆင်နေရတဲ့ကမ္ဘာကြီးကလက်ပိုက်ကြည့်မနေပါဘူး။ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာမြောက်ကိုရီးယားအပေါ်တမိုင်းတစ်လျှောက်အပြင်းထန်ဆုံးစီးပွားရေးပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ရေနံတင်သွင်းခွင့်ကန့်သတ်တဲ့ကျောင်းမီးသွေးနဲ့အထည်လိပ်ပို့ကုန်တွေအားလုံးကိုပိတ်ပင်လိုက်ပါတယ်။နိုင်ငံတကာဗန်စနယ်ထဲကနေလည်းအပြီးအပိုင်မောင်းထုတ်ခံလိုက်ရပါတယ်။နိုင်ငံရဲ့စီးပွားရေးဟာအကြီးအကျယ်ချွတ်ချုံကျသွားပြီးပြည်သူတန်းပေါင်းများစွာဟာငတ်မွန်ခေါင်းပါမှုဆင်းရဲမွဲတေမှုတွေကြားမှာအသက်ရှူကျစွာရုန်းကန်နေရပါတယ်။ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတော့ဒီလောက်လေပင်ညှက်ခံထားရတဲ့ကြားကနေမြောက်ကိုရီးယားရဲ့နျူကလ িয়ার စက်ရုံတွေဘလို့ဆက်လဲပတ်နေလဲဆိုတာပါပဲ။မြောက်ကိုရီးယားအစိုးရဟာအလွန်ကျွမ်းကျင်တဲ့ဟက်ကာတပ်ဖွဲ့တွေကိုလျှို့ဝှက်မွေးမြူထားပါတယ်။လာဆရက်ဂရူးလိုနာမည်ဆိုးနဲ့ကြော်ကြားတဲ့မြောက်ကိုရီးယားဟက်ကာတွေဟာဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေဒေါ်လာတန်း80ကျော်ခိုးယူတာကမ္ဘာတစ်ဝန်းကကွန်ပျူတာတွေကိုတိုက်ခိုက်ပြီးငွေညစ်တာနောက်ဆုံးပေါ် cryptocurrency လဲလှယ်တဲ့နေရာတွေကိုဖောက်ထွင်းပြီးဒေါ်လာဘီလီယံနဲ့ချီခိုးယူတာတွေကိုနိုင်ငံတော်အဆင့်ကျူးလွန်ပြီးသူတို့ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစရိတ်တွေကိုရှာဖွေနေကြတာဖြစ်ပါတယ်။ဒါအပြင်ပင်လယ်ပြင်မှာတင်မောတစ်စီးနဲ့တစ်စီးတိတ်ဆိတ်ကပ်ပြီးရေနံတွေကုန်ပစ္စည်းတွေဖလှယ်တဲ့မှောင်ခိုလမ်းကြောင်းတွေကိုလည်းအသုံးပြုပြီးနိုင်ငံတကာပိတ်ဆို့မှုတွေကိုပပနက်နက်ရှောင်ကွင်းနေစေဖြစ်ပါတယ်။1950ပြည့်လွန်နှစ်တွေကပြောင်းလဲနေကြမှာအကြောက်တရားနဲ့စတင်ခဲ့တဲ့အိမ်မဟာအခုတော့ အမေရိကန်လိုကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတွေကိုပါမျက်လုံးချင်းစုံပြီးချင်းချောက်နိုင်တဲ့
အစစ်မဲ့အင်အားတစ်ခုအဖြစ်ကိုရောက်ရှိလာခဲ့ပါပြီ။ကမ္ဘာကြီးကသူတို့ကိုနျူကလ িয়ার ကင်းစင်ရေးလုပ်ဖို့ဘလောက်ပဲတောင်းဆိုနေပါစေမြောက်ကိုရီးယားအတွက်တော့ဒီလက်နက်တွေကိုဆွန့်လွတ်လိုက်တာဟာကိုတက်တည်တာနဲ့အတူတူပဲလို့ခံယူထားပါတယ်။ယနေ့အချိန်မှာတော့ဖန်ပြုံထဲကနေထွက်သွားတဲ့နတ်ဆိုးကြီးကိုပြန်သွင်းလို့မရတော့သလိုပါပဲ။ကမ္ဘာကြီးဟာမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုအဖြစ်မနှိမ့်မြို့ပေမဲ့လည်းနောက်ကျောင်းပြန်လဲလို့မရတော့တဲ့လက်တွေ့အမှန်တရားအသစ်တစ်ခုကိုလက်ခံလိုက်ရပါတော့တယ်။